စာဖတ်ခြင်းအစီကျွန်တော်ဟာစာတားဖတ်တဲ့အထဲမှာမပါပါဘူးငယ်ကဆိုရင်ကတွန်းစာအုပ်တွေကိုစာဖတ်ရတာထက်ပုံကြည့်ရတာပဲပိုကြိုက်တယ်ကတွန်းစာအုပ်တွေငှားလာပြီးဆိုရင်ကိုကြိုက်တဲ့ကတွန်းစာအုပ်ကိုကောက်လှမ်းပြီးပုံတွေကိုကြည့်တယ်ဖတ်ချင်တဲ့နေရာရောက်ရင်ဖတ်လိုက်တယ်ပြီးရင်ပုံတွေကိုကြည့်ပြီးစာရီအားလုံးကိုကြော်ပစ်လိုက်တယ်အဆုံးသတ်မှာပြီးပါပြီဆိုတဲ့စလုံးသားရောက်ရင်စာအုပ်ကိုပိတ်ပစ်လိုက်တယ်အဲ့တော့စာအုပ်ရဲ့ရတာကိုကောင်းကောင်းမရဘူးစာအုပ်ရဲ့ဇက်အိမ်ဖွဲ့ဆိုလိုရင်းကိုသဘောမပေါက်ဘူးဒါပေမဲ့စာအုပ်ငားလာတဲ့ကာယကံရှင်ကျွန်တော်ကိုကစာအုပ်ဖတ်ပြီးတော့လို့သူတို့ကြိုက်တဲ့စာအုပ်ဆိုရင်ကျွန်တော်ကိုပြန်ဖောက်တယ်ချတယ်အဲ့ဒီခါမှာပုံနေတာကြည့်ပြီးကြော်ပစ်ခဲ့တဲ့စာတွေကိုကျွန်တော်ပြန်ဖတ်ရတယ်အရသာပြန်ခံရတယ်ပြီးကမှညီကိုနှစ်ယောက်စာအုပ်ရဲ့ဇလန်းကြောင်းကိုစမြုပ်ပြန်ကြတယ်ဒီလိုနဲ့ကျွန်တော်ဟာစာဖတ်ခြင်းအလေကိုအကိုထံကနေကူးဆက်ခဲ့တယ်လို့ဆိုရမယ်သူကကတွန်းစာအုပ်အစုံဖတ်တယ်တိုင်းဝတ္ထုရှည်ကျင်တဲ့လောက်ရှည်အကုန်ဖတ်တယ်သူဟာစာဖတ်တာကိုဒီနေ့ခေတ်လူငယ်တွေဖုန်းနဲ့မျက်နှာမခွာသလိုဖတ်ခဲ့တာရောက်လျာရက်မှာစာအုပ်ဆိုင်ရှာတယ်ပသိမ်ရန်ကုန်သွားတင်းမောပေါ်ရောက်ရင်သူရင်ဆုံးရှာတာကစာအုပ်အငှားဆိုင်သူဖတ်ပြီးရင်ဇရာကြီးဒီစာအုပ်မိုက်တယ်ဖတ်ကြည့်တိုင်းကွက်တွေကအဆင့်မြင့်တယ်လို့ညွှန်ပြီးစာအုပ်ထဲပါတဲ့တိုင်းကွက်2ကွက်3ကွက်လောက်ပြောပြလိုက်တယ်ဆိုရင်ပဲကျွန်တော်စိတ်ပါပြီးဖတ်ပြီးတိုင်းဝတ္ထု2အုပ်တွေ3အုပ်တွေကိုအောင်မြင်မြင်ဖတ်ခဲ့ဘူးတယ်ကျွန်တော်ကစာအုပ်ထူရင်မဖတ်ချင်တော့ဘူးအထဲမှာဘာမှမသိပဲကောင်းမကောင်းမသိပဲဖတ်ရမှာပြင်းသလိုတွေ့တယ်ဒါကြောင့်ကျွန်တော်ကကောင်းတယ်ပြောမှဖတ်ဖြစ်တာများတယ်ကြိုက်ပြီဆိုရင်လည်းအဲ့ဒီစာအုပ်တုပ်ထဲကိုကျွန်တော်ထက်ခါဖတ်ဖြစ်တယ်ကိုကြိုက်တဲ့စာအုပ်ကိုစာအုပ်ဆိုင်မှာထပ်တွေ့တာမျိုးဆိုရင်တော့အဲ့ဒီစာအုပ်ကိုကင်ကြည့်ပြီးတန်ရောစဉ်ဖြစ်တယ်လို့မျိုးကိုခံစားရတာကျွန်တော်ကစာဖတ်ဝါသနာပါရာကနေ9တန်း10တန်းရောက်တဲ့အခါကိုပိုင်စာအုပ်ဆိုင်ဖွင့်တယ်သူဖတ်ချင်တာလဲဖတ်ရစာအုပ်လဲငှားရဆိုတော့သူ့အတွက်တွက်ချီကြိုက်တာပေါ့နောက်တော့စာအုပ်ဆိုင်ထိုင်ရတာကကျွန်တော်ဖြစ်လာတယ်အဲ့ဒီကစာအုပ်ငှားသူတွေကဒီစာအုပ်ကောင်းတယ်ဟိုစာအုပ်ကောင်းတယ်ဒီစာအုပ်လေးဖတ်ရတာငိုတောင်ငိုချင်တယ်စသဖြင့်သူတို့မှတ်ချက်လေးတွေကြားရတာမျိုးဆိုရင်ကျွန်တော်အဲ့ဒီစာအုပ်တွေကိုတောင်းလန်မြောက်လန်ကြည့်ရင်ဖတ်ဖြစ်တယ်ကတွန်းစာအုပ်တိုင်းဝတ္ထုအပြင်အချစ်ဝတ္ထုတချို့ပါဖတ်ဖြစ်လာတယ်အချစ်ဝတ္ထုတစ်ခုကဇက်ကွက်လေးဆိုရင်အခုထိကြိုက်နေတော့ဝတ္ထုရဲ့တနေရာမှာဇက်လိုက်ကောင်လေးကသူ့ဆရာအိမ်သွားလဲတယ်ဆရာအိမ်မှာမီးကလုတ်ပြတ်နေလို့သူကပြင်ပေးတယ်တိုက်ဆိုင်ခန်းပေါ်ဇက်လိုက်ကောင်မလေးကလည်းဆရာအိမ်လာလဲဇက်လိုက်ကောင်လေးဟာမီးကလုတ်ပြင်ပြီးသွားတဲ့အခါသူကိုယ်တိုင်ခလုတ်မဖွင့်ပဲကလေးတယောက်ကိုဖွင့်ခိုင်းတယ်ခလုတ်နှိပ်လိုက်လို့မီးလင်းလာတဲ့အခါကလေးတွေပျော်ပြီးអော်ကြတယ်အဲ့ဒီခါဇက်လိုက်ကောင်လေးကကြေနပ်ပြီးတော့ပြုံးတယ်ပြီးတော့ဆရာကိုနှုတ်ဆက်ပြီးပြန်သွားတယ်သူပြန်သွားတော့ဆရာကဇက်လိုက်ကောင်လေးရဲ့စိတ်တဘောထားကိုနောက်မှကောင်လေးနဲ့ရီးစားဖြစ်မဲ့တပည့်ကောင်မလေးကိုပြောပြတယ်အဲ့ဒီဇက်ကွက်လေးကိုကျွန်တော်ထက်ခါဖတ်မိနေတယ်ပြီးတော့ကိုယ်တိုင်မီးကလုတ်ပြင်တဲ့အခါဖြစ်စေကျွမ်းသွားတဲ့မီးဒီကိုအစ်စ်ပြန်လဲလို့ခလုတ်ဖွင့်ရတဲ့အခါဖြစ်စေကလေးတွေကိုဖွင့်ခိုင်းဖြစ်တယ်မီးလင်းလာလို့သူတို့ကျေနပ်သွားတာကိုကြည့်ပြီးကျေနပ်ရတာဟာတကယ်ကိုရတာ9တန်း10တန်းကျောင်းသားဘဝကထက်ခါဖတ်ပြီးကြိုက်မိတဲ့စာအုပ်နှုတ်ကဆရာမင်းသိန်ခရေးတဲ့ Philosopher ဦးမြတာနဲ့ညီလေးမောင်ရေးတဲ့ဖြစ်ရမှန်မှုကင်းဝတ္ထုတော်ဦးမြတာစာအုပ်ထဲကစကားပြောခန်းတွေကိုကြိုက်တယ်အကျွေးဆက်တာဟာလူကြောက်တွေရဲ့အလုပ်ကွာလို့ပြောတာမျိုးဆိုရင်အခုထိစွဲနေတော့ပြည်တန်စာတယောက်နဲ့တွဲပြီးလမ်းလျှောက်တဲ့ဦးမြတာရဲ့လွတ်လပ်မှုဟာကျွန်တော်ကိုလင်းရစေတယ်တွေးစရာတွေပေးတယ်ခန္ဓာကိုယ်ထဲကခွေးကြီးနဲ့သဘောထားမတိုက်ဆိုင်တဲ့ဦးမြတာဟာဒီနေ့တော့ခွေးကြီးရဲ့အလိုကိုလိုက်မယ်ဆိုပြီးဆုံးဖြတ်တယ်အဲ့ဒီနေ့မှာပဲသူ့ကိုလူကြီးတယောက်ကညစာစားပွဲဖိတ်တယ်ညနာမရတဲ့အဆုံးပွဲတက်ခဲ့တယ်ပွဲမှာလူကြီးလို့သူကပြိတ်သက်တွေကိုတရောထိုးပြတယ်သူတရောထိုးတန်ကောင်းလားဆိုပြီးဦးမြတာကိုမှတ်ချက်တောင်းတော့ဦးမြတာဟာတရောတန်ဟာတန်ကြီးတက်နေတဲ့တကားပတ်တာကိုအဖွင့်ပိတ်လုပ်တဲ့အခါထွက်လာတဲ့အတန်နဲ့တူတယ်ဆိုပြီးလူပုံလဲမှာအမှန်တိုင်းပြောပြလိုက်တဲ့အခန်းကိုတော်တော်ခိုက်တယ်။ကျောင်းဆရာဦးမြတာနဲ့ကျောင်းသားလေးအခြေတင်ဖြစ်တဲ့အခန်းဆိုရင်လဲကြိုက်လွန်းလို့ထက်ခါဖတ်ရတယ်။စာအုပ်ဆိုင်ပိတ်လိုက်တဲ့နောက်တော့ကျွန်တော်စာမဖတ်ဖြစ်တော့ဘူး။စာအုပ်တွေနဲ့ဝေးသွားတယ်။10တန်းအောင်ပြီးတော့မှတ်ရဆရာဖေမြင့်ရဲ့မဖြစ်နိုင်ဘူးဆိုတာသိကြပြီလားဆိုတဲ့စာအုပ်ကိုပြန်စဖတ်တယ်။အဲ့ဒါလိုဖတ်ဖြစ်တာဟာလဲကျွန်တော်ကိုယ်ရဲ့ကျေးဇူးပါ။သူကလုပ်ငန်းခွင်ထဲဝင်မှုစူးစမ်းနေလေတော့တုတစာအုပ်တွေ
တက်ကြမ်းတွေကိုဖတ်နေတဲ့အချိန်ဆရာဖေမြင့်ရဲ့မဖြစ်နိုင်ဘူးဆိုတာသိကြပြီလားဆိုတဲ့စာအုပ်ဖတ်ပြီးစသိမ်းမွေးညင်းထားရတဲ့အကြောင်းပြောပြလေတော့ကျွန်တော်လည်းဖတ်ကြည့်တယ်ကြိုက်သွားတယ်အဲ့ဒါနဲ့ညီကိုနှစ်ယောက်ဆရာဖေမြင့်ရဲ့စာအုပ်တွေကိုထပ်ဝယ်ပြီးဖတ်တယ်ခြုံကြားမှာဘုံပြားတို့ပြောနီဟောနီကိုဘတ်ပါအောင်စီယုံနီအပြင်းနဲ့မြားတစင်စတဲ့တက်ကြမ်းတွေကိုစက်တိုက်ဖတ်ပြတယ်ကြိုက်ဆုံးကတော့ပြောင်မြောက်ဆုံးဘဝတစ်ခုကိုတိဆောက်ခြင်းဆိုတဲ့စာအုပ်ပဲအများကြိုက်တယ်စက်သေးချောင်းတန်တာကြီးနဲ့လူနာဆောင်အမှတ်6ဆိုတဲ့စာအုပ်ကိုတော့ရင်ထဲမရောက်ဘူးအပြောင်မြောက်ဆုံးဘဝတစ်ခုကိုတိဆောက်ခြင်းဆိုတဲ့စာအုပ်ဖတ်ပြီးတဲ့နောက်ပိုင်းကျွန်တော်တက်ကြမ်းတွေမဖတ်ဖြစ်တော့ဘူးကျွန်တော်ကိုကတော့တက်ကြမ်းတွေဆက်ဖတ်တယ်ခေါင်းဆောင်တွေရဲ့ထုတ်ပတိတွေဖတ်တယ်သူနဲ့ကျွန်တော်တွေကအဲ့ဒီနေရာမှာလိုင်းကွဲသွားတယ်သူကစာအုပ်ဖတ်တယ်ကျွန်တော်ကလက်တွေ့ဘဝတည်းဒီတိုးဝင်သွားတယ်ကျွန်တော်ကဂျာနယ်ကျော်မမလေးရဲ့သူ့လိုလူကိုကြိုက်တယ်ဆရာကြီးဦးဝင်းတင်ရဲ့ကွိကိုမကြိုက်ဘူးဒါပေမဲ့ဘာလဲဟဲ့လူငယ်ရဲ့ကိုဖတ်ပြီးတဲ့အခါဆရာကြီးဦးဝင်းတင်ကိုအချိန်ချင်းဥခိုက်ရတယ်ဆရာကြီးကိုပြင်မှာပထမဆုံးတွေ့လိုက်ရတဲ့အခါထိုင်ပြီးကြောခဲ့ရတာကိုခုထိကျဉ်နဲ့နေရတော့မယ်ရဲကိုကိုတွေကအမှတ်တမ်းတွေတင်လို့ပေါ့စာဖတ်ခြင်းလှည့်ပြောင်းဖြစ်သွားတာနဲ့စာဖတ်ခြင်းနှစ်သာရကိုခန်းစားခဲ့ရတဲ့အခိုက်အတန့်ကတော့ဆရာသိန်းဖေမြင့်ရဲ့အရှိရက်ကနေဝင်းထွက်သည့်ပမာစာအုပ်ပဲကိုတယောက်ကဖတ်ကြည့်ဆိုပြီးညွှန်တယ်စာအုပ်ဆိုင်မှာတခါတည်းအပိုင်ဝယ်လိုက်တယ်စာရေးဆရာနာမည်ကသိန်းဖေမြင့်ဆိုတော့ဘလို့နာမည်ကြီးပါလိမ့်ဆိုပြီးတွေးမိခဲ့သေးတယ်အိမ်ရောက်တာနဲ့စာအုပ်တစ်ကလေးကိုကောက်လှန်ကြည့်လိုက်တယ်စာအုပ်ကတန်လိုက်လို့လူကိုဆွဲထားတယ်စာဖတ်တဲ့သူတွေပြောကြတဲ့လက်ကမချခြင်းဘူးဆိုတဲ့အဖြစ်ကိုအဲ့ဒီစာအုပ်မှာတကယ်ကြုံရတယ်ကောင်းချက်ကရက်ဆက်တယ်လို့သာဆိုချင်တော့တယ်ထမင်းစားဖို့ကိုမေးတယ်ညဘက်2နာရီ3နာရီထိစာဖတ်တာကိုမရက်ချင်ဘူးမနက်မိုးလင်းလို့ယထာစီပြီးတင်တန်းသွားရတဲ့အချိန်မှာစာအုပ်ကြောင်းတွေးရင်းစိတ်ထဲမှာတပိတ်တွေမှောက်ပြီးတပုံစိတ်တွေတဖွာဖွာပေါ်နေမိတယ်တခင်ပေါက်စာထောင်6လဆိုတဲ့စာသားကိုရေးယူရင်းထောင်မကြောက်တဲ့စိတ်တွေဝင်နေမိတယ်ကျွန်တော်ဟာရွှေကြောရေကြောကိုတွေ့တဲ့သူပမာကိုယ့်အကြိုက်ကိုရှာဖွေတွေ့ရှိသွားတယ်အဲ့ဒီစာအုပ်ဟာကျွန်တော်ဘဝရဲ့အချိုးကွေးလို့ထင်မိတယ်အရှိရက်ကနေဝင်းထွက်သည့်ပမာစာအုပ်ဖတ်ပြီးတော့စစ်တွင်းခီးတွေကိုဆက်ဖတ်ပြတယ်ပြီးတော့တပိတ်မောက်ကျောင်းသားကျွန်တော်ဟာညိုထွန်းဖြစ်သွားတယ်တရောထိုးမယ်ဒလင်တီးနေတဲ့သူတွေကျောင်းကြီးကိုလွမ်းပြီးကျောင်းပျော်ကြီးလုံနေတဲ့သူတွေကိုနေရင်ထိုင်ရင်ကြည့်မိရဖြစ်သွားတယ်ဆရာသိန်းဖေမြင့်ရဲ့စာအုပ်တွေအားလုံးနီးပါးဖတ်ဖြစ်တယ်သူကိုဝိုင်းဝန်းထိုးနှက်ကြတဲ့စာအုပ်တွေလည်းဖတ်ဖြစ်တယ်သူကြောင့်အမှတ်တရရေးကြတဲ့စာတွေလည်းဖတ်တယ်ဆရာသိန်းဖေမြင့်ကြောင့်ဗရောက်ပွင့်တစ်ကရေးတော်လဲစာအုပ်ကိုဝယ်သိမ်းထားမိတယ်နောက်ဆုံးတော့ကျွန်တော်ဟာပုတလင်မျိုးကသူ့အုပ်ကူအထိရောက်သွားပြီးဆရာကိုကြော့ဖြစ်ခဲ့တယ်ဆရာသိန်းဖေမြင့်ရဲ့ယာပြည့်ကိုလည်းရောက်သွားသေးတယ်ဆရာသိန်းဖေမြင့်စာအုပ်ကိုဖတ်ဖို့ညွှန်းခဲ့တဲ့အကူကအာနဝါခီးတဲ့နဲ့ပလေးတေဝီဟာပြင်းစရာကောင်းကြောင်းပြောပေမဲ့ကျွန်တော်ကဆရာရဲ့ရေးဖွဲ့ကိုကြိုက်လို့ထပ်ဖတ်ဖြစ်တယ်အဲ့ဒီကိုကဆရာငိမ့်ကျော်ရဲ့သမုဒ္ဒရာမော်ကွန်းတွင်ရစ်စေတီဆိုတဲ့စာအုပ်ကိုဖတ်ဖို့ထပ်ညွှန်းပေမဲ့အဲ့ဒီစာအုပ်ကကျွန်တော်ရင်ထဲမရောက်ဘူးဆရာသိန်းဖေမြင့်ရဲ့စာအုပ်တွေဖတ်ထားတဲ့အခါတချို့တွေတတဖြစ်တဲ့ဆရာဇဝနာရဲ့ကောလိပ်ကျောင်းသားလဲဖတ်ရတာပေါ်ပြပြအဲ့ဒီစာအုပ်ထဲကဇက်ကောင်တွေဟာကိုနဲ့ဘာမှမဆိုင်သလိုမျိုးဘာရီရှောက်လို့နေမှမသိတဲ့စံကုန်မြေလေးတွေလိုသာခန်းစားမိတယ်ဆရာကျော်ဝင်းစာအုပ်တွေမဖတ်ဖို့တားရတဲ့သူတွေရှိတယ်ဆရာကျော်ဝင်းစာအုပ်ဖတ်လို့လောင်နာခံရဘူးတယ်ဒါပေမဲ့ဆရာကျော်ဝင်းရဲ့စာအုပ်တွေတော်တော်များများကျွန်တော်ဖတ်ဖြစ်တယ်ကဘာကြီးနဲ့မိတ်ဆက်ပေးခဲ့တဲ့ဆရာကိုကျေးဇူးတင်တယ်ကျွန်တော်စိတ်ထဲမှာ trial letted နဲ့ alternative စာစုများဆိုတဲ့စာအုပ်ဟာဆရာကျော်ဝင်းရဲ့အကောင်းဆုံးလက်ရာလို့ခံစားရတယ်ချိန်ချိန်လဲဖတ်ဖြစ်တယ်စာအုပ်ဖတ်နေရင်ဒီစာအုပ်ကိုငါဘာလို့ဖတ်နေရတာလဲငါနဲ့ဘာဆိုင်လဲလို့အတွေးဝင်မိပေမဲ့တကယ်လူမှုဘဝရဲ့ပြဿနာတွေကိုဖြေရှင်းတဲ့အခါအဲ့ဒီစာအုပ်ကအတော်တော်အထောက်အကူပြုခဲ့တယ်အဲ့ဒီစာအုပ်ဟာကျွန်တော်ရဲ့လူမှုဆက်ဆံရေးကိုပြောင်းလဲစေခဲ့တယ်တန်နိုင်သမျှGray Zone ထဲမှာနေနိုင်မှုစူးစမ်းမိတယ်ဆရာစာအုပ်တွေမဖတ်ဖို့ပြောတဲ့သူတွေကိုကျွန်တော်နားလည်ပေးနိုင်ခဲ့တယ်ဒေါက်တာတန်းထွန်းရဲ့နဲလက်ရာဇဝင်ပကံရာဇဝင်ပြူသမိုင်းကျော်စောတရားညိုမြရဲ့ကုန်းပေါင်ရှာပုံတော်နိုင်ပန်းလာရဲ့ရာဇကြီးရဲ့ရေးတော်ပုံကျမ်းတမ်းမြင်ဦးရဲ့ခြေရာပြောက်မြစ်စရဲစာအုပ်တွေဟာမဝေးလာတဲ့အတိတ်နဲ့လူသားသမိုင်းကိုလေ့လာခွင့်ရခဲ့တယ်ကျွန်တော်တို့မသိစိတ်ထဲဆွဲနေတဲ့လူမျိုးရေးခွဲခြားမှုတွေလူမျိုးစုတွေရဲ့အခွင့်အရေးတွေနဲ့မြန်မာတွေရဲ့ဗိုလ်ကျမှုတွေကိုမြင်ခဲ့ရတယ်။သမိုင်းလိမ်ညာတွေကိုသိလာတယ်။စာဖတ်ခြင်းကိုမိတ်ဆက်ပေးခဲ့တဲ့ကျွန်တော်ကိုကျေးဇူးတင်မိတယ်။ရုပ်ပြကတ်တွန်းတွေတိုင်းဝတ္ထုအချစ်ဝတ္ထုတွေကိုလည်းကျေးဇူးတင်တယ်။အဲ့ဒီစာအုပ်တွေကနေတဆင့်
ဆရာမြတန်းတင်းရဲ့ဒုက္ခမျိုးတော့လွမ်းမောခဲ့ရသောတက္ကသိုလ်ຫນွေများများဆရာမောင်ထွန်းသူရဲ့ရဲတိုင်းနှလောကကျဲစင်များကကြည်နေသည်စတဲ့စာအုပ်တွေကိုကျွန်တော်ဖတ်နိုင်ခဲ့တယ်။စာပေနဲ့ဆက်ဆက်လို့ရခဲ့ရတဲ့အသည့်တရားတွေကထူးကြတယ်။တင်ကြီးစေးပေါ်တက်ကစာအုပ်ဟောင်းရောင်းတဲ့သူဟာဘာစိတ်ကူးပေါက်တယ်မသိဘူး။သူများရောင်တိုင်းလိုက်မရောင်နဲ့ကျွန်တော်တော့ရောင်တုံးကိုညာမချဘူး။ဘဲချထားတာဆိုပြီးသူ့ကောင်းကရောင်ကိုပြရင်ပြောတယ်။ကျွန်တော်စိတ်ထဲသူများရောင်တိုင်းလိုက်မရောင်ဖို့နဲ့ကိုယ်စိတ်ကိုနဲ့နေထိုင်စဉ်းစားတွေးခေါ်ဖို့အတိရစေခဲ့တယ်။ကျွန်တော်တော်စာဖတ်ခြင်းဟာကိုကြိုက်တဲ့စာအုပ်ကစာဖတ်ကိုဖတ်ချင်တာကိုဖတ်သူများကကောင်းတယ်ဆိုတဲ့စာအုပ်တွေကိုမြည်ဆန်းကြည့်သူများကောင်းနိုင်ဆိုတဲ့လဲကောင်းချင်မှကောင်းတာစာအုပ်တိုင်းဟာကို့အတွက်ဟုတ်ချင်မှဟုတ်တာစာရေးဆရာပြောတိုင်းရေးသားထားတိုင်းလည်းမဟုတ်ဘူးဆိုတာတတိကစာရေးဆရာနဲ့သဘောထားမတိုက်ဆိုင်လို့ဖတ်နေရင်ဒေါသဖြစ်ခဲ့ရတဲ့စာအုပ်တွေရှိခဲ့ဘူးတဲ့စာဖတ်ခြင်းဟာလောကအမှန်တရားကိုသိမြင်နိုင်တယ်လို့ကိုပြန်ရှာဖွေခြင်းတစ်မျိုးပဲ